မင်္ဂလာပါဆရာဟုတ်ကဲ့ပါဗျာကျွန်တော်တို့ကျောင်းသားတွေအများစုမေးထားတယ်ဟာနော်ဒီခွဲရည်တဲ့ all together နဲ့ okay ဒီပေါင်းရည်တဲ့ပေါ့နော် all together ပေါ့နော်ဘာခွာလဲဆိုတာလေးကိုရှင်းပြပေးပါဆရာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာဒီဟာလေးကဟုတ်တယ်ပေါ့နော်မိကုန်းလေးကကောင်းပါတယ်ဒီစကလုံးလေးကအတန်တော့ကလည်းထူမချာနာဖြစ်နေတော့ပေါ့နော်ဒီပေါင်းရည်တဲ့ all together ရဲ့ဒီခွဲရည်တဲ့ all together ပေါ့နော်အဲ့တော့ဘယ်လိုမျိုးခွာချလဲဆိုလို့ရှိရင်အဓိပ္ပာယ်အဖြစ်ပေါ့နော်ပထမခွာချချက်တစ်ခုပြောပြမယ်ဒီ all ရဲ့ together ရဲ့ဒါ all ပေါ့နှလုံးရေးမယ်ပေါ့နော်တပည့်အနေနဲ့ဆိုတော့ all ရဲ့ together ရဲ့ဆိုတော့အားလုံးအတူတူဆိုတဲ့အဓိပ္ပာယ်ရတယ်အဲ့တော့ဒီပေါင်းရတဲ့ဒီ all together ကျတော့ဘာလဲဆိုလို့ရှိရင်လုံးဝဆိုတဲ့အဓိပ္ပာယ်ရတယ် completely ပေါ့ဒီအဓိပ္ပာယ်ရတယ်ဥပမာလေးပြလိုက်မယ်ဆိုလို့ရှိရင်ရှင်းသွားမယ်လို့ထင်ပါတယ်ဥပမာ I altogether disagree with you ငါမင်းနဲ့လုံးဝသဘောထားကွဲလွဲတယ်ပေါ့နော်သဘောမတူလုံးဝဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်နော်နောက်တစ်ခုက altogether ကိုဘယ်လိုအဓိပ္ပာယ်ယူလဲဆိုလို့ရှိရင်ဒီ altogether ရဲ့အဓိပ္ပာယ်ဒီ in total ပေါ့နော်စုစုပေါင်းဆိုတဲ့အဓိပ္ပာယ်ရတယ်ဒီဥပမာလေးပြလိုက်မယ်ဆိုရင်ကျွန်တော်ပိုရှင်းသွားမယ် and ဥပမာဆိုရင် they were 50 guys altogetherဒီစာကြောင်းမှာဆိုရင်စုစုပေါင်းဧည့်သည်50ရှိတယ် they were 50 guests all together စုစုပေါင်းဧည့်သည်50ရှိတယ်အဲ့ဒီဧည့်သည်50လုံးဟာတဲ့ the 50 guests arrived all together ဒီရစာကြောင်းခွဲရည်မနော် all together ပထမစာကြောင်းမှာစုစုပေါင်း all together အဓိပ္ပာယ်စုစုပေါင်းဧည့်သည်50ရှိတယ်ဒုတိယစာကြောင်းမှာthe 50 guys arrived all together အဲ့ဒီဧည့်သည်50လုံးဟာစုစုပေါင်းဧည့်သည်50လုံးဟာနော် arrived all together အတူတူရောက်ကြတယ်အချိန်တည်းမှာပဲအတူတူရောက်တယ်ဒါဆိုရင်ပထမအဓိပ္ပာယ် all together ပေါင်းရတာဒီဘာအဓိပ္ပာယ်လဲဆိုရှင်စုစုပေါင်းဆိုတဲ့အဓိပ္ပာယ်ရတယ်ဒုတိယအဓိပ္ပာယ်ကတော့ all together ဆိုအတူတူလို့ပြောတာဖြစ်ပါတယ်နောက်ပထမပြောခဲ့တဲ့ all together ရဲ့အဓိပ္ပာယ်ဒီလုံးဝဆိုတဲ့အဓိပ္ပာယ်ဒါဆိုရင်ဥပမာစာကြောင်း၃ကြောင်းကိုပြောမယ်ဆိုရင် I altogether disagree with you ငါမင်းနဲ့လုံးဝသဘောထားကွဲလိမ့်တယ်ငါမင်းနဲ့လုံးဝသဘောမတူဘူးလုံးဝဆိုတဲ့အဓိပ္ပာယ်တစ်ခုနောက်တစ်ခု they were 50 guys altogether စုစုပေါင်းဧည့်သည်50ရှိပါတယ် the 50 guys arrived all together ဒီဧည့်သည်50လုံးဟာအတူတူရောက်လာကြပါတယ်ဆိုတော့အားလုံးနားလည်လိမ့်မယ်လို့ထင်ပါတယ်ဆိုတော့နောက်တစ်ပတ်မှာပြန်တွေ့ကြအောင်ကျေးဇူးတင်ပါတယ်ဆရာ